အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Cloud Desktop ကနေပြီးတော့ Rebit ကို Rebit MCP connector အသုံးပြုပြီးတော့ဘယ်လိုမျိုး control လုပ်လို့ရမလဲဘယ်လိုမျိုး test တွေခိုင်းလို့ရမလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတုန်းကတော့ကျွန်တော်တို့ကဒီ Cloud AI နဲ့ Rebit နဲ့ connection လုပ်ဖို့အတွက်ဒီ MCP server plugin လေးတစ်ခုကိုအရင်ဆုံး installation လုပ်ခဲ့တယ်ပေါ့နော်ဒီတစ်ခေါက်တော့ကျွန်တော်တို့ကအဲ့ဒီ MCP server plugin လေးတစ်ခုကို installation မလုပ်ဘဲနဲ့အရင်ဆုံးဘာကို install လုပ်ဖို့လိုမလဲဆိုရင်တော့ကျွန်တော်တို့ Rebit ကိုအရင်ဆုံး install လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ Rebit ကိုဘယ်လို install လုပ်အောင်လဲမသိရင်တော့ကျွန်တော်ရှေ့မှာဗီဒီယိုတစ်ပုဒ်တင်ထားရှိပါတယ်အောက်က description ထဲမှာလည်း link ချပေးထားမယ်ပေါ့နော်အဲ့ဒီမှာသွားကြည့်လိုက်လို့ရပါတယ်ဒီဗီဒီယိုမှာတော့ Rebit ကိုဘယ်လို installation လုပ်တယ်ဆိုတော့ကျွန်တော်မပြောပြတော့ပါဘူးပြီးရင်တော့သူ့ကို Rebit ကို installation လုပ်ပြီးရင်တော့ကျွန်တော်တို့ကဒီဘက်ဘေးမှာ Rebit ဆိုတာလေးရှိပါတယ်အဲ့ဒီကိုသွားမယ်ပြီးရင်ကျွန်တော်တို့က extension ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ extension ထဲမှာပါရှိလဲဆိုတော့ကျွန်တော်တို့က MCP server for ကျွန်တော်တို့ Rebit Python ဆိုတာလေးရှိပါတယ်အဲ့လေးကိုနှိပ်လိုက်မယ်ပေါ့နော်သူ့ရဲ့ဒီ default location ကိုကျွန်တော်တို့ C user ဒီမှာတော့ကျွန်တော်တို့ဒီမှာတော့ Jordi ဆိုပြီးဖြစ်နေတယ်ဒါကတော့ကိုယ့်ရဲ့ computer name ဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်တို့နောက်ကဒီextension တိုင်းသူ default ဝင်သွားလိမ့်မယ်ကျွန်တော်ဘာမှပြောင်းမရမလို့ကျွန်တော်တို့ဒီနေရာမှာ install extension ဆိုပြီးတော့နှိပ်လိုက်ရုံပဲပေါ့နော်ဟုတ်ခဏစောင့်မယ်โอเคပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီပျောက်သွားပြီပေါ့နော်ခဏလေးစောင့်မယ်ဒီပုံမှာတော့သူက installation လုပ်ပြီးသွားပြီမဲ့ဒီပုံမှာတော့ဘာမှထပ်လာပေါ်လာမှာမဟုတ်ဘူးပေါ့နော် server တွေဘာမှပေါ်လာမှာမဟုတ်ဘူးကျွန်တော်တို့ဘယ်မှာသွားကြည့်လို့ရလဲဆိုတော့ဒီ extension မှာပဲပြန်သွားပြီးတော့သူ installation လုပ်ပြီးသွားပြီဆိုတော့ဒီမှာ enable ဆိုတာမြင်ရလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ကဒီပေါ့နော်ဒီနေရာလေးပေါ့နော်app data romini Rebit extension ဆိုတဲ့နေရာလေးရှိတယ်အဲ့လေးကိုကျွန်တော်ကပို့ပြီးတေချာအောင်လို့သူ့ရဲ့ဒီကနေပဲပေါ့နော်ကျွန်တော်တို့ခု sorry ကျွန်တော်ဒီမှာ reload နှိပ်လိုက်ပြီလို့ reload နှိပ်ဆရာမလို့ပေါ့နော်ဒီမှာပဲကျွန်တော်တို့ Rebit ကနေ setting မှာကျွန်တော်ဘယ်ကိုထပ်ပြီးတော့ရွေးပေးလိုက်အောင်လဲဆိုတော့ဒီ custom extension dictionary ဆိုတာရှိတယ် Rebit setting ထဲမှာအဲ့မှာသွားပြီးတော့ add folder ကိုနှိပ်လိုက်မယ် add folder မှာကျွန်တော်ကအဲ့ခဏကပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ C တဲက user တွေကကိုယ့်ရဲ့ computer name ပေါ့နော်ဒီနေရာမှာအမြဲ computer တိုင်းမှာကျွန်တော် default ရဲ့နာမည်လေးတစ်ခုရဲ့ public ရဲ့ဆိုတာရှိလိမ့်မယ် computer name ကိုရွေးလိုက်ပြီးရင်ကျွန်တော် app data ဆိုတော့ရွေးလိုက်ပြီးရင်ကျွန်တော် romini ဆိုတော့ရွေးလိုက်အဲ့ဒီမှာကျွန်တော်တို့ Rebit ဆိုတော့လိုက်ရှာလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ extension ဆိုတာရှိလိမ့်မယ်အဲ့ဒီမှာဒီ Rebit server for Rebit ဆိုတဲ့ဘောနော် MCP server for Rebit Python extension ဆိုတာရှိလိမ့်မယ်ဒါလေးကို select မှတ်ပြီးကျွန်တော်တို့ select folder ဆိုပြီးနှိပ်ခဲ့ပါပြီးရင်ဘာလုပ်ပြရမလဲဆိုတော့ဒါပြီးသွားရင်တော့ကျွန်တော်တို့အပေါ်မှာ route ဆိုတာလေးရှိတယ်အဲ့ဒီမှာဒီ server လေးက original ရပိတ်နေလိမ့်မယ်ဒါလေးကိုဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးဒီလို route server a listening on ဆိုတဲ့စီ server ဝိုင်အောင်လေးလည်းပြနေပြီဆိုရင်တော့ကျွန်တော်တို့က save setting and reload ဆိုတာဒါဖွင့်ပြီးသွားရင်ကျွန်တော်တို့ save setting and reload ကိုနှိပ်လိုက်လို့ရပါပြီနေပြီးတော့သူ reload လုပ်နေရလေခဏစောင့်မယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာလေးဖွင့်လိုက်မလဲဆိုတော့ကျွန်တော်တို့ computer မှာPowerShell ဆိုတာလေးရှိတယ်အဲ့တော့ Windows PowerShell ဆိုတာလေးကျွန်တော်တို့ open လုပ်လိုက်မယ်အဲ့ဒါလေးပွင့်လာမယ်ပေါ့နော်အဲ့တော့ပွင့်လာရင်ကျွန်တော်တို့ဒီမှာစာသားလေးတစ်ခုရိုက်ထည့်လိုက်မယ်ဒီရိုက်မဲ့စာသားတွေကိုလည်းကျွန်တော်အောက်မှာ description ထဲမှာချပေးထားမယ်ပေါ့နော်အဲ့ကနေ copy ကူးပြီးယူလိုက်လို့ရပါတယ်ပြီးတော့ကျွန်တော်နောက်က reload ပြီးသွားပြီဆိုတော့သူ့ကိုကျွန်တော်အဲ့ဒါခေါ်လိုက်မယ် okay ဒီမှာဆိုရင်သူကဘာတက်လာလဲဆိုတော့ကျွန်တော်ရဲ့ဒီ Rebit နဲ့ Rebit ရခဏကဘာလုပ်ပေးလိုက်တာလဲဆိုတော့ကျွန်တော်တို့ဒီနောက်ကနေပြီးတော့ network တစ်ခုပေါ့နော် server တစ်ခု run ပေးလိုက်တဲ့အတွက်ကျွန်တော်တို့ကဒီ command line ကနေပြီးတော့ဒီ server ကိုသွားပြီးတော့ချိတ်ဆက်မိနေပေါ့နော်ဒီ local host ဆိုတဲ့ server လေးမှာကျွန်တော်တို့ရဲ့ Rebit MCP အလုပ်လုပ်နေပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ကျွန်တော်တို့က active ဖြစ်နေတဲ့ဆိုတဲ့အကြောင်းလေးရေးထားတယ်ပေါ့နော်ဒီမှာတော့ဘာမှကျွန်တော်တို့ဟိုဒီကနေတော့ control LAN လုပ်လို့မရသေးဘူးသူက server က active ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပဲကျွန်တော်တို့ပြောတာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Rebit အချမ်းကကိစ္စကအဆင်ပြေပြေနဲ့ရပါပြီပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်တော့ဒီထပ်ပြီးတော့လုပ်စရာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တို့ကဒီ PowerShell မှာပဲ PowerShell မှာပဲကျွန်တော်တို့စာသားလေးရရမယ်အဲ့လေးကလည်းကျွန်တော်ဘာလေးရရမလဲဆိုတော့နောက်ထပ် UP ဆိုရဲကျွန်တော်တို့
ဒီ MCC server ကိုကျွန်တော်တို့က run ဖို့အတွက်လိုအပ်တဲ့ဥစ္စာလေးတစ်ခုပေါ့နော် UV ဆိုတဲ့ဟာလေးကို installation လုပ်မယ်အဲ့တော့ဒီ server လေးကိုကျွန်တော်တို့ copy ကူးပြီးတော့ပေါ့ဒီ PowerShell ကိုထပ်ဖွင့်ပြရမလို့ထပ်ဖွင့်လိုက်လဲဘာမှမဖြစ်ဘူးကျွန်တော်ဒီမှာပဲထပ်ပြီးတော့ရိုက်ပေးလိုက်လို့ရတယ်ကျွန်တော် enter ခေါက်လိုက်မယ်enter ခေါက်လိုက်ရင်သူကဒီမှာ UV ကို installation လုပ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏလေးပါပဲโอเคဒါဆိုရင် UV ရလဲ installation ပြီးသွားပြီဟုတ်ပြီเนาะအဲ့လိုပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်တစ်ခုကဘာသွားလုပ်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့ cloud ကနေပြီးတော့ connection အရင်စမ်းပြီးတော့လုပ်ကြည့်မယ်ပေါ့နော် primary pivot အချက်မှာကျွန်တော်တို့ခဏကလောက်ဆက်ရှိလိုက်လုပ်ပြီးဆိုရင်ကျွန်တော်တို့ကဒီ cloud AI ဘက်ကိုလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ set မှာ cloud desktop application ကို installation လုပ်ထားရမယ်မြန်မာနိုင်ငံဆိုရင်တော့ကျွန်တော်တို့VPN ခံပြီးမှသုံးလို့ရလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က cloud ရဲ့ဒီ desktop ကိုဖွင့်လိုက်ပြီဆိုရင်ဒီ file ကနေပြီးတော့ကျွန်တော်တို့ setting ကိုသွားမယ်ပြီးရင်တော့ကျွန်တော်တို့ developer ထဲမှာ edit configure ဆိုတဲ့ဟာလေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ရင်တော့ folder တစ်ခုဖွင့်လာပြီးတော့ cloud desktop configure json ဆိုတဲ့ file လေးရှိမယ်ဒါလေးကို double click နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီ notepad လေးနဲ့ပွင့်လာမယ်ပေါ့နော်ပွင့်လာရင်အခုကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲအနေရာမှာ copy paste လုပ်လိုက်ပေါ့တခြားဟာတွေရှိရဆိုရင်လည်းကျွန်တော်တို့တကယ်လို့တခြားကိုကတခြား connector တွေပါတယ် installation လုပ်ထားတဲ့ဒီconfigure တွေမှာလုပ်ထားတဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့ဟာတွေမထိအောင်လို့ဒီကိုပါကို copy paste လုပ်ပေါ့နော်တကယ်လို့ခုမှ cloud desktop ကိုသုံးမှာအသက်လောက်ရတယ်ဆိုတော့ဒီနေရာမှာပါရှိကျွန်တော် delete လုပ်ပြလိုက်လို့ရတယ်ပြီးရင်တော့အခုကျွန်တော်ပြထားတဲ့ server တွေအတိုင်း copy ကူးထည့်လိုက်လို့ရတယ်အဲ့တော့ထည့်တဲ့နေရာမှာအခုကျွန်တော် copy ပြန်ကူးပြမယ်ပေါ့နော်ဘယ်လိုလေးဖြစ်မလဲဘယ်နေရာမှာပြောင်းလဲမှုရှိမလဲဆိုတော့ကျွန်တော် copy paste လုပ်လိုက်မယ်ဘယ်နေရာလေးမှာပြောင်းလဲဖို့လိုမလဲဆိုတော့ဒီ user name ဆိုတဲ့နေရာလေးပေါ့နော် user name ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်နေရာလေးထည့်ရမလဲဆိုတော့ကျွန်တော်တို့ computer မှာ this PC ကိုတွားလိုက်ရင် user ရှိတယ်ဒီပေါ့နော် located C တွေက user ပြီးတော့ folder လေးသုံးခုရှိတယ် default ရဲ့ public ရဲ့နောက်တစ်ခုကကျွန်တော်ဒီမှာဖင်တော့ကြော်တီဆိုပြီးဖြစ်နေလိမ့်မယ်ဒီကြည့်နေတဲ့သူတွေမှာဆိုရင်ကိုယ့် computer name လေးတစ်ခုရှိမယ်အဲ့ဒီ name လေးကိုကျွန်တော်တို့ဘယ်နေရာမှာရိုက်ထည့်လိုက်အောင်မလဲဆိုတော့ဒီ user name ဆိုတဲ့နေရာလေးမှာရိုက်ထည့်လိုက်အောင်ပေါ့နော်ထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ save ဆိုပြီးနေလိုက်ပါမယ်ပြီးရင်တော့သူ့ကိုပိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ cloud ကိုလည်းပိတ်လိုက်မယ်ဘယ်နေရာပိတ်မလဲဆိုတော့ဒီကနေလည်းပိတ်မယ်ပြီးတော့ကျွန်တော်တို့ဒီဘက်က system tray ဆိုတဲ့နေရာမှာရှိတဲ့ဒီ icon လေးရလေးတွားပြီးတော့ quit လုပ်လိုက်မယ်ပေါ့နော်ပြီးရင်တော့သူ့ကိုကျွန်တော်တို့cloud ကိုပြန်ခေါ်လိုက်မယ် cloud ပွင့်လာပြီဆိုရင်တော့ကျွန်တော်ဘယ်မှာသွားစစ်ကြည့်လို့ရမလဲဆိုတော့ဒီခဏ file နဲ့က setting ထဲမှာပဲကျွန်တော်တို့ဒီ developer မှာ Revit connector ဆိုတဲ့ဟာလေးက running ဖြစ်နေမယ်ပြီးတော့ကျွန်တော်တို့ဒီအောက်က connector မှာလည်း Revit connector ဆိုတာလေးပေါ်နေမယ်ပေါ့နော်ဒီချက်ပေါက်က plat လေးမှာသွားကြည့်လိုက်ရင် okay အဲ့တော့ကျွန်တော်တို့ကဒီမှာ test Revit ဆိုပြီးတော့စမ်းကြည့်မယ်ဒီအချိန်မှာကျွန်တော်နောက်က Revit ကို run ထားရမယ်ပေါ့နော်ဖွင့်ထားရမယ်အဲ့တော့ test Revit ဆိုပြီးကျွန်တော်ရိုက်ကြည့်လိုက်မယ်โอเคဒီလိုမျိုး error တက်လာနိုင်တယ်ပေါ့နော်တကယ်လို့မတက်ဖဲနဲ့အဆင်ပြေသွားရင်တော့ကျွန်တော်တို့ပြီးရင်အဆင်ပြေသွားတဲ့ချိန်လေးကြာဘယ်လိုပေါ်လာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်တကယ်လို့ဒီလို error တက်လာရင်တော့ကျွန်တော်အောက်မှာ download link လေးနဲ့Python file လေးတစ်ခုထည့်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးကို download ဆွဲလိုက်ရင်ဘာလေးရလာမလဲဆိုတော့ဒီ main.py ဆိုတဲ့ဟာလေးရလာမယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ copy ကူးပြီးတော့ဘယ်နေရာကိုရွှေ့ပေးရမလဲဆိုတော့ဒါကတော့ကျွန်တော်ကဟိုနေရာသက်သက်မဲ့ရွှေ့ပေးထားပါပေါ့နော်ဒီ C ထဲမှာ C ထဲကိုဖွင့်လိုက်ပါနော် C ထဲကိုဖွင့်လိုက်ပြီးတော့ user တွေကဒီကိုယ့်ရဲ့ computer name တွေက app data ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ remaining เนาะခဏ app data ဆိုတာမတွေ့ရင်တော့ကျွန်တော်တို့ဒီဘောက view ကနေ show မှာရှိတဲ့ hidden item ကနေဖွင့်မှာပေါ့နော်ဒီကောင်ပိတ်ထားရင်တော့ကျွန်တော်တို့ app data ဆိုတဲ့ဒီ folder လေးကပြောင်းနေလိမ့်မယ်အဲ့တော့ remaining တွေကကျွန်တော်တို့ pyribit ဆိုတာလေးကိုသွားရှာမယ် pyribit extension MCB server အဲ့ဒီမှာ main.py ဆိုတာရှိတယ်အဲ့နေရာလေးကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ခဏ copy ကူးလာတဲ့ file လေးကို paste လုပ်လိုက်ရင်သူက replace လုပ်ခိုင်းလိမ့်မယ်အဲ့တော့ကျွန်တော် replace လုပ်လိုက်မယ် replace လုပ်ပြီးတော့သူ့ကိုပိတ်လိုက်ပြီးရင်clock ကိုလည်းကျွန်တော်တို့ data သွားအောင်ပိတ်လိုက်မယ်ပြီးရင် rebit မှာဘာပြန်လုပ်ရမလဲဆိုတော့ pyribit မှာသွားပြီးတော့ reload ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဒါမှကျွန်တော်တို့ခဏတော့ update လုပ်လိုက်တဲ့ Python file ကိုဒီ pyribit ကတည်သွားမှာပေါ့နော်အဲ့လိုလုပ်ပြီးသွားပြီရပြီဒီ reload item လေးပျောက်သွားရင်တော့ကျွန်တော်တို့က cloud ကိုပြန်ခေါ်လိုက်မယ်ကျွန်တော်တို့ cloud ဖွင့်လာပြီဆိုရင်တော့ဒီမှာသူ့ကိုခဏက connector လေးတွေရှိသေးလားကျွန်တော်ကြည့်မယ်ဒီမှာ connector ရှိတယ်ဆိုတော့ကျွန်တော်တို့
test rebit MCP လို့ပါထည့်ပြီးရိုက်ပေးလိုက်မယ်ဗျာသူMCP နဲ့တွားပြီးတော့ဆက်တွဲလိုက်မယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်တို့က connector က healthy ဖြစ်ပြီးတော့ကျွန်တော်ရဲ့ခုနောက်ကွယ်မှာဖွင့်ထားတာ project 1ဆိုပြီးတော့ပြနေရပါတော့အဲ့တော့ကျွန်တော်ဒီမှာရလိုက်မယ်ဒါမျိုးလေးပေါ့နော်ကျွန်တော်ရှိစေကူဖန်နေမယ်ပေါ့လောလောပဲကျွန်တော်ရဲ့ rebit ထဲမှာပါရှိမှမရှိဘူး title block တော့ထည့်ထားတာဒီမှာကျွန်တော်တို့မှာ A1 matrix ရှိရပေါ့နော်အဲ့ဒါဒါလေးပေးပြီးတော့တကယ်လို့ title block နာမည်ပါသိရင်တော့ကျွန်တော်ဒီပါသူ့တေးကြအောင်လေ A1 matrix title block ဆိုပြီးကျွန်တော်ရေးပေးလိုက်ပြီးတော့သူရှိစေကူဖန်နေခံလိုက်မယ်ပေါ့နော်အခုဒီမှာသူအောင်မဖြစ်နေတာကျွန်တော်တို့ခုဒီမှာ list of family ဆိုပြီးတွားနေသူတွေကျွန်တော်သွားကြည့်ရင်ဒီမှာသူဘာလုပ်နေလဲဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော် okay သူဒီမှာ A1 matrix title block သူတွေ့သွားတယ်အခုလောလောဆယ်ကျွန်တော်တို့မှာဘာမှ activity ရှိမရှိနေတဲ့အတွက်သူနာမည်ကို A101 ကနေ110အထိတုံးပြီးတော့ဖန်နေပြီပေါ့နော် okay now create 10 sheetသူကဒီထဲမှာနောက်ကွယ်မှာတော့ကျွန်တော်တို့ tools တွေဖန်နေပြီးသားပါတယ်ဒါပေမဲ့တကယ်လို့ဖန်နေပြီးသား tools မရှိသေးဘူးဆိုရင်သူထဲမှာပါတဲ့ tools ကဘာလဲဆိုတော့ HQ rebit code ဆိုတဲ့နောက်ကွယ်မှာသူ့ဘာသူ code တွေရေးပြီးတော့ကြတော့ကျွန်တော်တို့အလုပ်လုပ်သွားအောင်လို့သူကတခါတည်းထားလိုက်ခိုင်းလိုက်တယ်ပေါ့နော်ကျွန်တော်တို့တော့ code တွေတော့ပြန်မပေးတော့ဘူးသူ့ဘာသူနောက်ကွယ်မှာပဲ code ရေးတယ်အဲ့ဒီရေးထားတဲ့ code နဲ့ rebit ကိုပြန်ခိုင်းလိုက်တယ်ပေါ့နော်အခုဆိုရင်သူကဒီမှာတစ်ကနေ30တိကျွန်တော်တို့ရှိ10ခုဖန်နေပေးသွားတယ်ကျွန်တော်တို့ထဲမှာသွားကြည့်မယ်ဆိုရင်လည်းရှိ10ခုတန်းပြီးတော့ရတယ်ဒီမှာ A1 develop နေပေါ့နော်အဲ့တော့ဒါမျိုးတစ်ခါတည်းခိုင်းလို့ရတယ်အဲ့တော့ဒီထက်ပိုပြီးအများကြီးလည်းခိုင်းလို့ရတယ်ကျွန်တော်စမ်းကြည့်ထားတာကြီးလည်းရှိရဒါကတော့ကျွန်တော်ဘယ်လို set up လုပ်တယ်ဆိုတာလေးပဲပြတာဆိုတော့ဒီမှာတော့ကျွန်တော်test တွေကိုဘယ်လိုလုပ်လဲဘယ် test တွေလုပ်လဲဆိုတော့ဆမ်းမပြတော့ဘူးပေါ့နော်ခုကြည့်နေတဲ့သူတွေကိုလုပ်ချင်တာတွေရှင်ကိုယ့်ဘာကိုစမ်းကြည့်လို့ရတယ်ကျွန်တော်တို့ free နဲ့ဆိုရင်တော့တိတ်အများကြီးတော့ဆမ်းလို့မရဘူးပေါ့နော်ဒါပေမဲ့တနေ့တချို့ကိုခိုင်းတတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့တချို့အရာလေးကိုမြန်ဆန်လေးနဲ့ free နဲ့လည်းတော်များများကိုခိုင်းလို့ရပါတယ်ကျွန်တော်တို့ဘယ်လိုသုံးနေလဲဆိုတော့လောလောပဲတော့Gmail account နဲ့ဒါကျွန်တော်ဝင်နေတာဆိုတော့တခု free ကုန်သွားတယ်ဆိုရင်နောက်ထပ် Gmail account တစ်ခု login လုပ်ပြီးတော့နောက်တစ်ခါထပ်ပြီးတော့ကိုခိုင်းနေတဲ့ test တွေထပ်ပြီးတော့ခိုင်းနေပေါ့နော်ဒါမျိုးအနေနဲ့ကျွန်တော်ဒီ cloud ကိုဒီ rebit နဲ့ connection လုပ်ပြီးတော့အသုံးပြုနေရလေးရှိရပေါ့နော်တကယ်လို့ဒီဗီဒီယိုကြည့်ပြီးလုပ်တဲ့နေရာမှာခက်ခဲရှိခဲ့တယ်ဆိုတော့အောက်က comment ထဲမှာလာပြီးရေးထားခဲ့လို့ရပါတယ်ဒါမှမဟုတ်လည်းကျွန်တော် Facebook page မှာ trial test ဆိုတဲ့ page လေးရှိပါတယ်အဲ့ page မှာလည်း message လာပို့ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်